ရသွားပြီလာကောလာဟုတ်စောင်းနေတဲ့လူတွေစိတ်တောင်ပူနေကဲအဲ့လိုဆိုရင်15မိနစ်လောက်နောက်ကျသွားတာနော်ကဲအဲ့လိုဆိုတရားနာရအောင်နော်ဒီနေ့သာသနာတော်နှစ်2564ခုကောဇာတက္ကီ1382ခုတစောင်းမုံလာဇန်8ရက်2020ခုနှစ်17လပိုင်း22ရက်နက်ခင်းခါကာလစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ရွှေမုံရက်ကွက်သစ္စာရွှေစီကျောင်းတိုက်တွင်မှာဥပုပ်တရေများစောက်တည်ပြီးတော့ဥပုပ်တရားတော်များနာယူကြည်ညိုမှတ်သားကြမယ့်အချိန်တော့ဒီကနေ့ဓမ္မဒါနအလှရှင်များဖြစ်ကြတဲ့နှစ်ဖက်သောမိဘများဖြစ်သောတက္ကကြီးဥခွေတက္ကမကြီးဒေါ်တင်လှိုင်တက္ကကြီးဥအောင်ကျင်တက္ကမကြီးဒေါ်လှနှစ်ဖက်မိဘများကိုအမှုထားပြီးတော့ဒေါက်တာမြင့်ကျော်ဒေါက်တာချွချိုဝင်းခရမ်းမြို့ရန်ကုန်တိုင်းတဲ့ဒီတက္ကကြီးတက္ကမကြီးတို့ရဲ့29နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်ဖြစ်ဖြင့်ဓမ္မဒါနဓမ္မပူဇာကုသိုလ်ကောင်းမှုများပြုလုပ်ထားကြတယ်။ဒါကြောင့်သူတို့ရဲ့တရားအလှူဖြစ်ဖြင့်45မိနစ်ခန့်မြအချိန်ယူပြီးတော့တရားဒေသနာများနာယူမှတ်သားကြမယ်နော်။အဲ့တော့ဒီကနေ့လိုင်းမောကနေတရားနာနေကြတဲ့ပိဋကတ်တွေရောဓမ္မဒါနအလှရှင်များဖြစ်ကြတဲ့တက္ကကြီးတက္ကမကြီးတွေရောအလုံးဘယ်လိုတရားစကားမျိုးကိုဘုန်းဘုန်းတို့ပြောကျင်တော့ဆိုတော့နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့မိမိတို့ရဲ့ဘဝမှာစိတ်နှလုံးချမ်းချမ်းသာသာရှိစေဖို့ဘယ်လိုနေထိုင်ကြမလဲဘယ်လိုကျင့်သုံးကြမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောချင်ပါကိလေသာမကင်းကြသေးတဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်စိတ်နှလုံးဟာအကြောင်းမျိုးမျိုးကြောင့်ပူလောင်ကြရတယ်ပင်ပန်းကြရတယ်ဆင်းရဲကြရတယ်စိတ်ဆင်းရဲတာကိုစိတ်ချမ်းသာစေတဲ့ဆေးဆိုတာလေရှိတာမဟုတ်ဘူးပြင်မဲ့လောကမှာရှိတယ်ဆိုရင်လည်းပဲမြတ်စွာဘုရားရဲ့တရားတော်တွေပဲရှိတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းအေးအောင်ချမ်းသာအောင်ဆောင်ရွက်ပေးနိုင်တဲ့ဖန်တီးပေးနိုင်တဲ့အရာမြတ်စွာဘုရားရဲ့တရားတော်တွေပဲဒါကြောင့်မြတ်စွာဘုရားကသူ့ကိုယ်သူအတုမဲ့သမားတော်ကြီးလို့ဒီလိုလည်းပဲခံယူတယ်ပေါ့မြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေဟာစိတ်ချမ်းသာဖို့အတွက်အကောင်းဆုံးရှင်းနည်းတွေလို့ဒီလိုလည်းပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့စိတ်နှလုံးကိုချမ်းသာစေမဲ့ငြိမ်းအေးစေမဲ့နိလန်များစွာတဲ့ကနော်ဒီကနေ့ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာအလွန်မှနှစ်ချိုက်တဲ့အလွန်မှလည်းအရေးပါတယ်လို့ထင်တဲ့နိလန်လေး2မျိုးလောက်နော်အများကြီးပြောရင်လည်းပဲမှတ်သားရတာခက်ခဲပွေရှိတယ်ပေါ့နော်နိလန်2မျိုးလောက်ဒီချိန်တိုလေးအတွင်းမှာကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းအောင်ချမ်းသာအောင်နော်ကြိုးပမ်းအထောက်ကြဖို့ဒီနိလန်လေး2မျိုးကိုမှတ်သားကြည့်စေခြင်းနော်အဲ့တော့နိလန်2မျိုးကဘာလဲဆိုတော့သူများရဲ့အကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားဖို့နံပါတ်1နိလန်ကဘုံတို့ဘဝမှာစိတ်တွေဆင်းရဲရတာပင်ပန်းရတာပူလောင်ရတာဆိုတာအကုသိုလ်တွေဖြစ်လို့
နော်မကောင်းတဲ့စိတ်တွေဖြစ်လို့စိတ်တွေဆင်းရဲရတာတော့အဲ့ဒီအကုသိုလ်တရားတွေဆိုတာလည်းပဲများသောအားဖြင့်သူများအကြောင်းကိုစဉ်းစားမိရာတွေးတောမိရာကနေဖြစ်ကြတာကြီးပဲဘုံဘုံတို့စိတ်ထဲမှာမချမ်းမသာဖြစ်ရတိုင်းအကုသိုလ်တွေဖြစ်ရတိုင်းစိတ်ပူလောင်ပင်ပန်းမှုဖြစ်ရတိုင်းကိုယ်စိတ်လေးကိုပြန်ပြီးတော့စီစစ်ကြည့်မယ်ဆိုရင်သူများအကြောင်းတွေကိုစဉ်းစားနေတာကိုအမိဖမ်းကြည့်လို့ရနိုင်တယ်နော်အကုသိုလ်တွေဖြစ်တိုင်းတယောက်ယောက်ရဲ့အကြောင်းကိုတော့ကိုယ်ကောင်းတွေထည့်ထားမိပြီဆိုတာကိုသိနိုင်တယ်ဟုတ်လားဒါကြောင့်နံပါတ်1စိတ်နှလုံးချမ်းသာစေဖို့ငြိမ်းအေးစေဖို့အတွက်နောက်မြတ်စွာဘုရားပေးခဲ့တဲ့နိလန်းလေးဟာပါလဲဆိုတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ့်အတွက်အရေးပါဆုံးဖြစ်တဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားကြဖို့စဉ်းကျင်ကြဖို့နှလုံးသွင်းကြဖို့ဒါဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းငြိမ်းအေးနိုင်တယ်ပေါ့နော်နောက်နံပါတ်2ပြောချင်တဲ့နိလန်းကပါလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုအတိတ်နဲ့အနာဂတ်စီကိုမပြေးလွှားစေဘဲနဲ့ပစ္စုပန်မှာနေရာချပြီးတော့ပေးနိုင်ဖို့ဟုတ်လားဒီနိလန်းလေးစိတ်တွေဆင်းရဲရတယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဆိုတာအတိတ်သို့မဟုတ်အနာဂတ်တစ်ခုခုကိုဒီစိတ်ကရောက်နေလို့စိတ်ကဆင်းရဲရတာပင်ပန်းရတာအကယ်၍သာပစ္စုပန်မှာဒီစိတ်ကိုနေရာချပေးနိုင်မယ်ပစ္စုပန်မှာဖြစ်နေတဲ့သဘောလေးကိုပဲဘုံဘုံတို့ရဲ့စိတ်ကလေးကိုတော့ကျက်စားနိုင်မယ်ဆိုလို့ရှိရင်ဘာမှဒီစိတ်ကဆင်းရဲစရာပင်ပန်းစရာပူလောင်စရာအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ဒုတိယနိလန်းကစိတ်ကိုပစ္စုပန်မှာထားဖို့ပေါ့နော်ဒါကျင့်သုံးဖို့အရင်ကြီးခက်တဲ့နိလန်းတွေလည်းမဟုတ်ပါဘူးဒါမြတ်စွာဘုရားတပ်ပညုတဉာဏ်နဲ့ကြည်ပြီးတော့နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဒီတိုင်းနေကြထိုင်ကြရမယ်လို့မြတ်စွာဘုရားမဟာကရုဏာပြဋ္ဌာန်းပြီးတော့ဟောထားတာတော့နိလန်းဒီကနေ့ဘယ်နှမျိုးပြောမှာတော့2မျိုးနော်သူတစ်ပါးရဲ့အကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ်အကြောင်းကိုပဲစဉ်းစားဆင်ခြင်ကြဖို့အတိတ်အနာဂတ်စီကိုစိတ်ကိုမရောက်စေဘဲနဲ့နော်ပြစ္ဆုတ်ပံမှာပဲဒီစိတ်ကိုနော်နေနိုင်အောင်ကြိုးစားဖို့ဒီနည်း2မျိုးပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေကိုဓာတ်ရိုက်ဘုံဘုံတို့အခြေခံပြီးတော့ပဲပြောမှာပါဟုတ်လားသူများအကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ်အကြောင်းကိုစဉ်းစားဖို့မြတ်စွာဘုရားတိုက်တွန်းထားတဲ့ကာထာတော်လေးတစ်ပုဒ်ရှိတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့နားထဲမှာလည်းပဲအလွန်မှအရောက်များပါတယ်ဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတယ်နပရိတံဝီလောမာနိနပရိတံကတကတံအတနောဝအဝခေယကတာနိအကတာနိစအဓိပ္ပာယ်ကဘာပြောလဲဆိုတော့ပရိတံသူတစ်ပါးတို့ဤဝီလောမာနိမလျော်ကြမ်းကြုတ်ရုပ်မှန်သောစကားတို့ကိုနအဝခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရသူများကိုမကောင်းတရားပြောတာတွေနော်အပြစ်တင်တာတွေရှုံချတာတွေကိုအကြောင်းမကောင်းပြောတာတွေကိုနော်စိတ်ထဲမှာမှတ်မထားနေတဲ့သူများကိုဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နိုင်အောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုဆင်ခြင်၍မနေရဟောဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးတို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေနဲ့တဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်ရဲ့လူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်ရဲ့လူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ့်ကိုအရှို့နိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလွဲရင်သူများပဲအဓိကသူများကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမှာတော့ဘာကိုစဉ်းစားရမှာတော့ဘာကိုဆင်ခြင်ရမှာတော့ဆိုတော့အတနောဝအဝခေယကတာနိအကတာနိစအတနောဝမိမိဣတာလျင်ကတာနိအကတာနိစပြုတ်သောအမှုတို့ကို၎င်းအကတာနိစမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏တဲ့သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေ
ကိုကောင်းအောင်ဆိုးအောင်လုပ်တာလေတကယ်တမ်းအဓိကကိုပဲဘယ်သူမှကိုလောက်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုလောက်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုလောက်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုเจ้าကိုပဲစဉ်းစားကိုเจ้าကိုပဲဆင်ញင်ကိုเจ้าကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုเจ้าကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတော်တွေရှောင်ကျင်ပြီးသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေတယ်ဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လိုနေရမှာတော့ဟုတ်တယ်အချိန်တော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်အဲ့ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှိမ့်မြုပ်ဘူးမကြိုက်ဘူးကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မင်းကိုအကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်တယ်ကိုအကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုအကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေတိတ်ပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကဒါကိုယ်တိုင်ပုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုအကြောင်းကိုခေါင်းထဲကိုတိတ်မထဲလို့ကိုအကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာတကယ်တမ်းကကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းဆုံးကကိုအကြောင်းပဲဆိုကြပါစို့ကိုအကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုအကြောင်းကိုဘယ်လိုမှန်မှန်ကန်ကန်သိရမှာတော့ဘုံဘုံတို့တွေမှာတော့မပြေလေသေးတဲ့ပြဿနာတွေအများကြီးရှိတယ်တော့မဖြေရှင်းရသေးတဲ့အရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုအကြောင်းကိုကောင်းကောင်းသိရင်အော်ငါတနာစရာအနေထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင်တေချာစဉ်းစားကြည့်ကိုမှပြဿနာတွေတော့အရှုပ်အထွေးတွေတန်းလန်းနဲ့နေရတာတကယ်တော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေအထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စယတတ္တိအနေနဲ့လိုက်နေတာရှိတယ်အဲ့ဒါတွေကိုဘုံဘုံတို့ခြေဖြတ်ပြီးပြီလားလို့ကိုမေးမယ်ဆိုရင်ဘယ်လိုပြောမခြေဖြတ်ရသေးဘူးနော်အချိန်မရွေးသေပြီးတော့အချိန်မရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုယ်နှိမ့်ဆက်နိုင်တယ်အဲ့တော့ကိုယ်မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ပါလေအဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြတ်ဖို့ကိုယ်မှာတာဝန်ရှိတယ်အလုပ်ရှိတယ်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲဘုံဘုံတို့တွေဟာတော့မကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ်ပြောရင်စိတ်ရဲ့မှားယွင်းမှုတွေတော့အတိတ်ကလည်းမှားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတ္တိယပျောက်ပြီလားမပျောက်သေးဘူးအနာဂတ်လည်းပဲမှားအောင်မှာပဲမသိသေးဘူးဘဝအကြောင်းကိုမသိသေးဘူးမသိသေးတဲ့အခါကျတော့မမောမှုတွေမကျေနပ်မှုတွေအဲ့ဒါတွေကိုအခြေခံပြီးတော့နော်ကာယကံမှားယွင်းမှုဝစီကံမှားယွင်းမှုမနောကံမှားယွင်းမှုကံသုံးပါးမှားယွင်းမှုတွေအနာဂတ်မှာဘုံဘုံတို့မှာဖြစ်လက်တန့်နေတေချာပေါက်မှားယွင်းနိုင်ခွင့်အဖြစ်နေတော့ရှိနေတယ်အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေဟာနော်တစ်ချိန်မှငါမမှားစေရဘူးအခုလည်းပဲငါမမှားစေရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိသေးဘူးအဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကအဲ့ဒါကိုပြောတာအဲ့တော့ဘုံဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့နော်မဟုတ်တာတွေကိုနော်ဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်အဲ့ဒါလို့ဆိုရင်အဲ့ဒါတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စေမှာတော့ဆိုတော့ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲအဲ့တော့ပြောရလို့ရှိရင်ကိုယ်ဒုက္ခနဲ့ကိုယ်ကိုမရှင်းရသေးဘူးရှုပ်နေတယ်ပေါ့ဟုတ်လားအဲ့ဒါဆိုရင်ငါဒါတွေကိုရှင်းအောင်လုပ်မယ်ငါကငါပို့ပြီးတော့အည်အသွေးရှိအောင်လုပ်မယ်နော်လိုချင်စရာနဲ့တွေ့ရင်လိုချင်မှုမကျေနပ်စရာနဲ့တွေ့ရင်မကျေနပ်မှုတို့ဒီတမျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါလျှော့ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးရှိရမယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတစ်ခုကတေချာပေါက်အနာဂတ်မှာရင်ဆိုင်ရမယ့်တေခြင်းတရားအဲ့ဒီတေခြင်းတရားရဲ့ရှေ့အနာလေးမှာအများစုတွေ့ကြတဲ့နာခြင်းတရားဟုတ်လားအဲ့ဒီတေခြင်းတရားနဲ့နာခြင်းတရားအတွဲလိုက်လေဘုံဘုံကမှတ်စေခြင်းဟုတ်လားဘလောက်ကံကောင်းတယ်ပြောတေဂာနီးတော့အနည်းဆုံးတော့နာကြရတာပဲတော့အများစုကတော့မသေးခင်ကိုပဲခဏနာကြရတယ်အဲ့ဒီနာခြင်းတေခြင်းနဲ့တွေ့လာလို့ရှိရင်
ငါစိတ်ကိုချမ်းသာနိုင်တဲ့အရေးအသွေးရှိသလားဒါကိုစဉ်းစားရမယ်မြတ်စွာဘုရားတော့ဟောတယ်နော်ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်နော်အဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလားနော်ကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနားလေနော်ယောဂဖြစ်တာကိုနာတာပေါ့နော်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်ထဲကနော်စိုးရင်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုံဘုံတို့မှာကိုနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အရေးအသွေးကလည်းပြပြဝဝမရှိသေးဘူးဟောပြောရရင်ကို့မှာလှုပ်เสียရတယ်အရေးပါတဲ့လှုပ်เสียရတယ်တူတူတန်းလန်းနေပေါ့နော်ဟုတ်တယ်မဟုတ်လားဒါနာခြင်းကိုရင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒါလိုပဲသေတော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်ရင်မဆိုင်နိုင်သေးတယ်ဘာဘူးလို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးမားမားရှိနေတယ်အခုလို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘယ်လိုလို့ဘုံဘုံတို့မှာမှန်မှန်ကန်ကန်မသိသေးဘူးသစ္စာလေးပါးကိုပရိဝေဒဆိုင်အောင်မသိသေးဘူးမသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်တယ်ပေါ့ဘဝကိုအကောင်းထင်တဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေကကြီးမားမားရှိတယ်ကိုဘဝကိုတင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ်ငါလို့လှုပ်ထားတဲ့ငါဥစ္စာလို့လှုပ်ထားတဲ့အရာတွေရဲ့ပေါ်မှာအကြီးအကျယ်မမောမှုတွေဘုံဘုံတို့မှာရှိနေတယ်အဲ့ဒါသိချင်းတရားနဲ့တွေ့ပြီဆိုရင်ဘာလို့အစင်မပြေတာတော့ဘာလို့ကြောက်ကြတာတော့ဆိုတော့အဲ့ဒီကိုမမောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်ခွဲကြရမှာဆိုတော့ဘလို့လုပ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်မလို့ဒါရိုးရိုးလေးတွေးကြည့်တာတချို့ကသေမှမကြောက်ပါဘူးသေတဲ့နေ့မွေးတဲ့နေ့သေတာဖြတ်ကနေပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကငါတို့သေတော့မှနဲ့တူတယ်လို့သိပြီးမှပဲသေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကျသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်တချို့ကခပ်ပေါ်ပေါ်သေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်အထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောကျင်တယ်ပေါ့နော်အဲ့ဒါဘုံဘုံကဘယ်လိုလေးပြောတဲ့နော်အလေးအထားရှိလဲဆိုတော့ကိုယ်စကားလေးကိုမှတ်ရတယ်ပေါ့သေခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိချင်ရင်ကိုယ်မှာရှိတဲ့စည်းစိမ်ဥစ္စာတွေကတဝက်လောက်အလကားဆုံးရှုံးကြည့်သမ်းမှာစိတ်နဲ့စိတ်ဘလို့နေမလဲကျေနပ်မလားမကျေနပ်ဘူးလားဘယ်ကျေနပ်မလို့ငိုကြမယ်ပေါ့နော်တချို့ဆိုရင်စည်းစိမ်တွေပျက်စီးသွားတယ်ဘလို့တော့ငိုမယ်ပေါ့ကဲကိုချစ်ရတဲ့ကိုယ့်ရဲ့လူတွေသေးကြည့်စမ်းမှာပျက်စီးကြည့်စမ်းမှာဘလို့နေမလို့စိတ်ဆင်းရဲမယ်ပေါ့ဆက်ပြီးတော့စဉ်းစားကြည့်သေးခြင်းနဲ့အဲ့ဒီတဒိဋ္ဌိဒေသနဲ့တစုံတယောက်နဲ့ကိုယ်နဲ့ခွဲရတာတောင်ကိုယ်စိတ်ထဲမှာအကြီးအကျယ်တုန်လှုပ်ခြောက်ခြားနေသေးတယ်ဆိုရင်ကိုယ်တည်တဲ့အချိန်မှာအားလုံးနဲ့ကိုယ်နဲ့ခွဲရလိမ့်မယ်အဖြေဘယ်လိုထွက်မယ်ထင်လဲအကြီးအကျယ်တုန်လှုပ်ခြောက်ခြားလိမ့်မယ်ဟုတ်လားဒါကြောင့်တဒိဋ္ဌိဒေသလေးကိုတောင်စွန့်လွတ်ဖို့ခွဲခါဖို့ခက်ခဲနေတဲ့လူတွေအနေနဲ့အားလုံးကိုထားခဲ့ရတော့မယ်ဆိုတဲ့အနေအထားမျိုးမှာတရားသာမရှိဘူးဆိုရင်တော့ဘလို့မှအဆင်ပြေစရာမရှိဟုတ်တယ်မဟုတ်လားအဲ့တော့ဒါဘာတွေပြောနေတာတော့ဘုံဘုံကသူများအကြောင်းကိုစဉ်းစားရင်အကုသိုလ်ဖြစ်တယ်စိတ်တွေဆင်းရဲရတယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဒီအထိလူတွေဟာနားလေတယ်သိတယ်လက်ခံတယ်ဒါပေမဲ့စိတ်ထဲကိုသူများအကြောင်းကလည်းပဲမရောက်ဘူးလားဆိုတော့လည်းရောက်တာပဲအဲ့လိုဆိုရင်သူများအကြောင်းကိုမရောက်အောင်ဘလို့ဖယ်ထုတ်မတော့နီလန်းကဘာလဲအခုဒီမှာရိုးရိုးလေးကိုယ်အကြောင်းကိုပဲစဉ်းစားအဲ့တော့ကိုယ်အကြောင်းကိုကလည်းစဉ်းစားတတ်ဖို့လိုတယ်ပြီးပြင်းလေးလေးနဲ့မစဉ်းစားတဲ့ခါကျတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ့်ကိုအဟုတ်ကြီးထင်တဲ့တူကလည်းရှိနေတာပဲဟုတ်လားကိုယ့်ကိုဟုတ်တယ်ထင်နေတာဟုတ်လားအခုဘုံဘုံပြောတာလေးတွေကဘာမှလက်မခံနိုင်ကြမရှိဘူးနော်နောက်အတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေဒါတော့ထားတော့မမြင်နိုင်လို့သို့တော့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေကိုအခြေခံပြီးတော့ဒါကိုသိနိုင်တယ်အကျိုးပေးခွင့်မတောင်းပြမှားယွင်းမှုတွေကိုမဖြစ်စည်းရသေးဘူးစိတ်ကမှားပြီဆိုရင်အလုပ်တွေပြောတွေတွေးတွေကလည်းမှားမှာပဲအဲ့ဒါဒုက္ခရဲ့နော်အရင်အမြစ်တွေပဲလေဟုတ်လားဒါကလေးလေးနဲ့ကြည့်တယ်ရှုတော့ပေါ့နောက်တစ်ချက်ဘုံဘုံပါပြောတော့ကိုเจ้าကိုစဉ်းစားတဲ့နေရာမှာနာခြင်းသေခြင်းကိုရင်ဆိုင်နိုင်တဲ့အစွမ်းမရှိသေးဘူးဟုတ်လားပြပြဝဝမရှိသေးဘူးအဲ့တော့ကို့မှာလှုပ်ရှားတဲ့အလုပ်တွေမှာတပုံကြီးအရေးပါတဲ့အလုပ်တွေဟုတ်လားစဉ်းစားစရာတွေတွေးတောစရာတွေမှာတပုံကြီးအဲ့ဒါတွေကိုမမြင်တဲ့အခါကျတော့အဲ့ဒါတွေဘေးချထားပြီးတော့ဘာမှကိုယ့်အတွက်ရေးမပါတဲ့သူများအကြောင်းပဲမလုပ်နေရတော့ခေါင်းနဲ့ထဲနေအဲ့တော့ပူပြီးလောင်ပြီပဲဒါပဲအဲ့တော့ရိုးရိုးလေးနော်အဲ့တော့သူများအကြောင်းမစဉ်းစားခြင်းဘူးသူများအကြောင်းစဉ်းစားလို့ဖြစ်တဲ့ပူမှုလောင်မှုတွေကိုချုပ်ငိမ့်ခြင်းတယ်ဆိုရင်ကိုယ့်အကြောင်းကိုဘာလုပ်အောင်တော့
စဉ်းစားမယ်အဲ့ဒါကိုเจ้าကိုစဉ်းစားရင်ကိုလိုအပ်ချက်တွေကိုကိုမြင်လာမှာပဲလိုအပ်ချက်တွေမြင်မှာများလာရင်လူဆိုတာကိုချစ်တာပဲကောင်းစေချင်တာပဲမကြည့်လို့သာမသိတာဟုတ်သတိမထားမိလို့သာဦးဇင်းတို့တွေအမှတ်တမဲ့ဖြစ်နေတာဟုတ်လားကိုเจ้าကိုစဉ်းစားမှများလို့ရှင်အော်ငါဘာလေးလိုးနေတာငါဘလို့နေရမှာပူးပြီးတော့ကောင်းလာဖို့ပဲရှိဟုတ်လားဟိုဘုံဘပြောမလို့ခေါင်းထဲမှာစဉ်းစားထားတာလေးတောင်ကြံနေရတယ်ဟောသူများကြောင့်စဉ်းစားပြီဆိုလို့ရှိရင်များသောအားဖြင့်ဘုံဘစောစောစဉ်းစားထားတာဘာတွေနဲ့ပတ်သက်ပြီးတော့လူတွေပြောကြတော့ဘာတွေနဲ့ပတ်သက်ပြီးတော့သူများအကြောင်းကိုစဉ်းစားမိတော့ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်မုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်ဟုတ်တယ်မဟုတ်လားတိတ်ပြီးတော့မချင်မမုန်းမသိတဲ့ပုဂ္ဂိုလ်တွေဥပိ္ပခာသမားတွေကတော့တိတ်ပြီးတော့ကောင်းတယ်မရှိဘူးနော်များသောဖြင့်ကိုကောင်းတဲ့နေရာဝင်ယူနေတာတွေကချစ်တဲ့လူတွေရဲ့အကြောင်းမုန်းတဲ့လူတွေရဲ့အကြောင်းမုန်းတဲ့လူကလည်းပဲမခေဘူးနော်သူကလည်းပဲတခါတလေနော်စိတ်အနေထားပေါ်မူတည်ပြီးတော့အများကြီးနေရာဝင်ယူသေးတာပဲဟုတ်လားတော့ချစ်တဲ့လူတွေအကြောင်းဘာစဉ်းစားတော့ချစ်တဲ့လူတွေအကြောင်းဘာစဉ်းစားတော့ကောင်းစေခြင်းနဲ့အရင်ကောင်းစေခြင်းငါဟာလေးတွေဆိုဟုတ်လားကောင်းစေခြင်းအကောင်းစေခြင်းတာနဲ့ပြဿနာမရှိသေးဘူးကိုကောင်းစေခြင်းတဲ့အတိုင်းမကောင်းဘူးလဲဆိုရောဟောဘာဖြစ်လာပြီတော့ဟာဒုက္ခရောက်ပြီအဲ့ဒီမှာမှားတာနော်အဲ့ဒါချစ်တဲ့လူတွေနဲ့ပတ်သက်တဲ့အကြောင်းကိုစဉ်းစားတဲ့ချွတ်ယွင်းချက်ကအဲ့ဒါရှိတယ်တော့သူများကိုကောင်းစေခြင်းတာကောင်းတဲ့စိတ်တယ်ပေါ့နော်ဒါပေမဲ့ကောင်းစေခြင်းလို့မကောင်းတဲ့အခါမှာစိတ်တူတာကတော့ဒါမိုက်မွေးတဲ့သဘောဖြစ်သွားပြီလေသူများကိုကောင်းအောင်ကိုဘယ်လိုလုပ်ပေးလို့ရမှာတော့ဟုတ်လားအဲ့တော့ကိုတောင်ကိုကောင်းအောင်ကကိုစိတ်တိုင်းကြကိုလုံနိုင်သေးတာမဟုတ်အဲ့တော့လူတွေကတွေးကြည့်ရင်တော့ဒါကိုလည်းအပါဝင်ပေါ့လေရေတော့ရေစရာပဲသူများမကောင်းရင်ရမ်းစိတ်တူတယ်ပေါ့နော်မေးတရားကောင်းတယ်ဟုတ်လားသူများမကောင်းတာစိတ်မတူနဲ့ကိုမကောင်းတာကိုစိတ်တူဟုတ်လားတကယ်တမ်းအဲ့ဒါပို့ပြီးတော့ရေးရင်ပါဘူးလားသူများမကောင်းလို့ကိုဘာလာမဖြစ်ဘူးကိုမကောင်းရင်ကိုဒုက္ခရောက်မှာအဲ့တော့လူတွေကကိုမျက်ခြေကိုမမြင်မဲနဲ့ဟုတ်လားသူမျက်ခြေမြင်နေတာလေစဉ်းစားကြည့်နော်အဲ့ဒါတွေကြောင့်မို့လို့ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားရင်လေကောင်းစေခြင်းနဲ့ကောင်းအောင်ပြောပေးတယ်ဒီထိရသေးတယ်ကိစ္စမရှိဘူးလုပ်ပေးဟုတ်လားဒါမဲ့နားလည်မှုရှိရမယ်ဟာ तू ကဘလို့သဘောဘလို့သဘာဝဘလို့ဇယိုင်းနဲ့လာတယ်မသိဘူးငါကောင်းစေခြင်းတိုင်းကောင်းခြင်းမှာကောင်းပါသူသဘောသူတက်ကဘာတွေရဲ့မသိဘူးတတ္တဝါတူတယောက်စီရဲ့အကြောင်းကိုအသေးစိတ်သိတာဖះမှသိနိုင်တာလေဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားတရားဟောပြီဆိုရင်တော့အိန္ဒြေအနုအယင်ကိုကြည့်ပြီးမှဟောတာအိန္ဒြေအနုအယင်ဆိုတာနားလည်အောင်ပြောရရင်လက်ခံနိုင်စွမ်းပေါ့သူယုံကြည်မှုဘယ်လောက်ရှိတော့အားထုတ်နိုင်မှုဘယ်လောက်ရှိတော့သိမြင်နားလည်မှုဘယ်လောက်ရှိတော့ပြောရရင်အတိတ်ကသူ့ရဲ့စိတ်တဲ့အည်အသွေးဘယ်လောက်မြင့်မြင့်မာမာရှိတော့ဒီတရားကိုခံနိုင်တဲ့အည်အသွေးရှိသလားရှိမှမြတ်စွာဘုရားထည့်ပေးတာဟုတ်လားထည့်တရားခွက်မှမရှိတဲ့လူတွေကိုဘာလို့မြတ်စွာဘုရားတရားတွေထည့်မလို့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားတရားဟောပြီဆိုရင်ပါလေလူကိုကြည့်ပြီးတော့မှပဲဟောတာအဲ့တော့ဘုံဘုံတို့တွေကချစ်တဲ့လူတွေအကြောင်းစဉ်းစားရင်အဲ့ဒီအချက်ကမပါတော့ဘူးနော်ဇွတ်အတင်းဘာဖြစ်ခြင်းတော့ကောင်းစေခြင်းတယ်ဒါကြောင့်ဘုံဘုံတို့တချို့ရှောက်ကြတာရှိတယ်တပည့်တော်မိဘတွေကိုဘုံဘုံတရားလေးဟောပေးသမ်းပါတယ်မိဘတွေကိုဟုတ်လားဟောခိုင်းတာရှိရင်နော်ဟုတ်လားတချို့ကြောင့်လည်းသားသမီးလေးတွေကိုဟောခိုင်းတာပေါ့ကိုယ့်အကိုကောင်းအောင်နေဖို့အများကြီးမစင်းသားမိတဲ့အခါကျတော့ကိုဘေးရလူတွေအတွက်ဘာဖြစ်နေတာတော့စိတ်ပူနေတာပေါ့နော်စိတ်ပူတာတော့ကောင်းပါတယ်ဟုတ်လားစိတ်ပူတာကောင်းတယ်ဆိုတာကောင်းစေချင်တာကိုကောင်းတယ်ပြောတာပေါ့နော်ဒါပေမဲ့လို့ကိုဖြစ်စီခြင်းတဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်ပေါ့ဖြစ်တဲ့အခါဘာဖြစ်မှာတော့ဒုက္ခရောက်နိုင်တယ်ဒါချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတာလေးနဲ့ပတ်သက်ပြီးတွေးမိတာကိုပြောတာချစ်တဲ့လူတွေအကြောင်းနဲ့ခေါင်းထဲရှိတာလားမဟုတ်ဘူးမုန်းတဲ့လူတွေအကြောင်းလည်းခေါင်းထဲမှာအပြည့်ပဲမုန်းတဲ့လူတွေအကြောင်းကြတော့ဘုံဘုံတို့ကဘယ်လိုစဉ်းစားတော့အပြစ်တွေပဲစဉ်းစားအပြစ်တွေစဉ်းစားတဲ့ခါကျတော့ဘာဖြစ်တော့ပိုမုန်းတာပေါ့နော်ဟုတ်လားပိုပြီးတော့စိတ်တိုင်းမကြဖြစ်အဲ့တော့ကိုပုံကြီးကဘယ်လိုဖြစ်နေတော့စိတ်တိုင်းမကြတဲ့ပုံကြီးပေါ့ဟုတ်လားအဲ့ဒါရောအေးချမ်းသလားဘယ်အေးချမ်းမလို့အဲ့တော့မုန်းတဲ့လူတွေအကြောင်းကိုစဉ်းစားတဲ့အခါမှာဘာမှကောင်းကျိုးမရှိဘူးအပြစ်မြင်တဲ့အစိတ်တွေနဲ့ကြီးစဉ်းစားတယ်ဒါပေမဲ့တခါတလေကျတော့လူတွေကဘာလေးကိုလက်ဆုပ်လက်ကင်ပြုတ်ထားတော့ဆိုတော့သူတို့ကမှားနေတာကာဘာယူတာနော်ငါတို့ကမှန်နေမုန်းတဲ့လူကိုအပြစ်တင်မယ်ဆိုလို့ရှိရင်အဲ့ဒီအခန့်လေးရရှိတယ်ကိုဘယ်လိုထင်နေတာတော့မှန်တယ်ဟုတ်မှာပါမှန်ရင်လည်းမှန်ပါပေါ့နော်ဒါပေမဲ့သူတို့ကတော့ဘယ်လိုထင်တော့မှားတယ်ဟုတ်လားမှားလို့မဟုတ်လို့မဟုတ်တဘာဝမကြလို့မဟုတ်ဘာဖြစ်တော့မုန်းတယ်အဲ့ဒါအပြစ်တွေပဲဒစိမ့်စိမ့်မြင်တယ်သူ့အတွက်လည်းဘာမှကောင်းတဲ့ဘက်မှာပြောင်းလဲသွားတဲ့အကြောင်းမရှိသလိုကိုယ့်အတွက်လည်းဘာမှအကျိုးရှိတာတော့မဟုတ်ဘူးဟုတ်လား
ဒါကြောင့်အကုသိုလ်တွေပဲဖြစ်ရတယ်သူများကြောင့်စဉ်းစားတဲ့ကိစ္စတွေကိုဘုံဘုံတို့တွေဟာရက်တန့်တဲ့နေဆိုတဲ့မှန်ကန်တဲ့အမြင်ရှိရမယ်အဲ့လိုရက်တန့်တဲ့နေဆိုရင်ဘာနဲ့စားထိုးမလို့ကိုယ်เจ้าကိုစဉ်းစားတာနဲ့စားထိုးရမယ်နော်ဒါကြောင့်မြတ်စွာဘုရားကကိုယ်เจ้าကိုစဉ်းစားရင်အလွန်အကျိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်သူကတော်တော်လေးနဲ့တယ်အတ္တနာသောရယတ္တနာပฏิမန္တေထအတ္တနာသောအတ္တဂௌတ္တတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိဒါလေးနည်းနည်းလေးအာယုံပြုကြည့်မယ်နော်အတ္တနာသောရယတ္တနာကိုစောရကတက်ပါတဲ့နော်စောရကတက်တယ်ဆိုတဲ့စကားလုံးလေးကြားဘူးတယ်မို့လားစောရကတက်တယ်ဆိုတာသူ့ရဲ့အပြစ်ကိုထောက်ပြပြီးတော့အကြောင်းပြချက်တောင်းတာဟုတ်တယ်မို့လားမင်းဘာကြောင့်ဒီလိုလုပ်တာတော့မင်းအလုပ်နေတာမှားနေတယ်ဘာလို့မှားတာတော့ဟုတ်လားစောရကတက်တာနော်အဲ့ဒါဘယ်သူ့ကိုစောရကတက်ရမှာကိုစောရကတက်ရမယ်တဲ့မင်းဒီလိုနေတာထိုင်တာကောင်းလားဒီလိုပြောတာဆိုတာကောင်းလားဒီလိုအချိန်လေးဖြုံးနေတာကောင်းလားအစရှိသဖြင့်ကိုယ့်ရဲ့ချွတ်ရင်းချက်မှားယွင်းချက်တွေကိုကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒါကိုထောက်ပြီးတော့မင်းဒီတိုင်းနေတာဟုတ်လားလို့ကိုဘာလို့ရမှာတော့စောရကတက်ရမယ်တဲ့ဘလောက်ကောင်းတဲ့အဆုံးပါလဲအတ္တနာစောရယတ္တနာကိုစောရကတက်ပါပฏิမန္တေထအတ္တနာတဲ့ဟောသူကြတော့ပိုးပြီးတော့အသေးစိတ်သွားတယ်ကိုစုံစမ်းစစ်ဆေးပါတဲ့နော်တရားသူကြီးကရာဇဝတအမှုတွေကိုစစ်ဆေးတယ်လို့ကိုဘာလို့ရမှာတော့စစ်ဆေးရမယ်စုံစမ်းရမယ်ကိုကဘလို့အည်သွေးရှိတာကိုကဘလို့အနေထားရှိတာတော့ကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာရောဟုတ်လားမကောင်းတာတွေကိုဘယ်တိုင်းတာထိပျော်မွေ့နေတော့ကောင်းတာတွေကိုဘယ်တိုင်းထိပြင်းရည်နေတော့အစရှိသဖြင့်ကိုယ့်ရဲ့အခြေအနေမှန်တွေကိုသိအောင်စုံစမ်းရမယ်စစ်ဆေးရမယ်ကိုကောင်းလားမကောင်းလားနော်မနဲ့လင်းလာရင်မှန်ကြည့်ကြတယ်ဘာလို့လဲကိုမျက်နှာလေးကိုစစ်ဆေးတာပေါ့ညစ်ကြေးတွေမြန်ပေးနေသလားပေးနေရင်တုတ်ပြစ်မယ်ပေါ့ပို့ပြီးတော့လှပအောင်လိမ့်ညချဲကြတာကိုမရှိဘူးလားရှိတယ်အဲ့လိုပဲကိုယ်စိတ်ကလေးကိုစစ်ဆေးရမယ်မကောင်းတာတွေတွေ့ရင်ဖယ်ပြစ်မယ်ဟဲ့ပို့ပြီးတော့ကောင်းအောင်ဆင်မယ်ဟဲ့ဒီစိတ်မျိုးကိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားကိုစောရကတက်ရမယ်ကိုစုံစမ်းစစ်ဆေးရမယ်အဲ့ဒါလို့ဆိုရင်ဘာဖြစ်လာမလို့တဲ့သောအတ္တဂௌတ္တတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိကိုစောရကတက်တဲ့လူကိုစုံစမ်းစစ်ဆေးတဲ့လူဟာတဲ့တတိနဲ့ပြည့်စုံလာတယ်တဲ့သောအတ္တဂௌတ္တတတိမာကိုတတိနဲ့စောင့်ရှောက်လာတယ်တကယ်တမ်းကဘုံဘုံတို့ကငါဘလို့အနေထားမျိုးရှိတော့လို့မှန်မှန်ကန်ကန်သိလာရင်ငါမကောင်းသေးဘူးဆိုတဲ့အဖြေပဲထွက်လာမှာနော်ပုထုဇဉ်ပဲရှိသေးတယ်လေဟုတ်လားမကောင်းသေးဘူးဆိုရင်ငါကောင်းအောင်လုပ်ရမယ်ဆိုတဲ့အဖြေထွက်လာတယ်ဒါလူတိုင်းကကိုစဉ်းစားရင်ဒီအဖြေထွက်မှာနော်အဲ့လိုကောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်တကယ်လက်တွေ့မှာကောင်းအောင်ဘယ်လိုလုပ်မလို့ဆိုတော့တရားဘာဝနာကျင့်တဲ့နီးနဲ့ပဲလုပ်လို့ရတယ်ဒါဘုံဘုံကလိုရင်းကိုဖြတ်ပြီးတော့ပြောလိုက်တာဟုတ်လားကိုတတိထားတဲ့နီးနဲ့ပဲအမှားမရှိအောင်လုပ်ရတယ်အဲ့ဒါကိုစုံစမ်းစစ်ဆေးရင်တတိတွေရှိလာပြီးတော့ကိုယ်စိတ်ကလေးကလုံခြုံသွားမယ်လို့ပြောတာအဲ့ဒါဒီနေ့မှာတတိရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံဘုံကဘာလေးပြောရင်တော့ဆိုတော့ဂယုစိုက်တယ်ဆိုတဲ့စကားလုံးလေးကိုပြောခြင်းကိုဂယုစိုက်တယ်ကိုယ်စိတ်ကိုဂယုစိုက်တယ်ခရီးသွားနေဆိုမိဘတွေကတာသမီးကိုဟဲ့ဂယုစိုက်နော်ကိုကသွားမယ်ဆိုကြံရတဲ့တာသမီးတွေကိုဟဲ့ဂယုစိုက်နေရဲ့နော်မလုပ်တာတော့ဂယုစိုက်ဆိုတဲ့စကားလေးကအရာအလွန်ကျဲတယ်မဟုတ်တာမလုံးနဲ့လို့လည်းပဲအဓိပ္ပာယ်တက်ရောက်တယ်ကောင်းတာတွေကိုကြိုးစားလို့အဓိပ္ပာယ်လည်းတက်ရောက်တယ်ကိုမစင်းရအောင်ဒုက္ခမရအောင်ကာကွယ်စောင့်ရှောက်ပြီးတော့နေလို့လည်းပဲအဓိပ္ပာယ်တက်ရောက်တယ်ဂယုစိုက်ဆိုတာလေးကဟုတ်လားအဲ့လိုပဲဘုံဘုံတို့တွေကကိုယ်စိတ်ကလေးကိုဂယုစိုက်နေမယ်ဘာလဲအဓိပ္ပာယ်မမှားအောင်လုပ်တယ်ဂယုစိုက်တယ်ဆိုအမှန်တတိထားတာပဲတတိထားတာလွဲလို့ဒီတဘာဝတရားတွေပုံမှာဘုံဘုံတို့ကကောင်းအောင်ဒီပြင်နီးနဲ့လှုပ်ဖို့ဆိုတာနီလန်မရှိဘူးတကယ်တမ်းကသူ့ကိုတတိထားတယ်ဂယုစိုက်တယ်ဒါကကောင်းအောင်လုပ်နေတာမကောင်းတာမဖြစ်အောင်လုပ်နေတာဆိုကြပါစို့ဒီကလေးလေးတယောက်တစ်နှစ်သားနှစ်နှစ်သားအရွယ်လေးနော်ဆော့တယ်ဒါဆော့တဲ့အရွယ်လေးကိုထိန်းတဲ့လူကဘာလုပ်အောင်ဂယုစိုက်ရတယ်ဂယုစိုက်တယ်ဆိုတာဘာလို့သူ့ကိုကြည့်နေတာပဲလေအမြင့်ကနေကြာမယ်ဆိုရင်မကြောက်အောင်ကြည့်နေမှာပဲသိမှာဟုတ်တယ်မဟုတ်လားမတော်တာကောက်စားလိုက်မယ်ဆိုရင်လည်းမစားအောင်ဘာလုပ်အောင်တော့ကြည့်နေရတယ်ကလေးကိုဘာလုပ်တာအဲ့ဒါဂယုစိုက်တာဂယုစိုက်နေတယ်ဆိုတော့သူ့ကိုမျက်ခြေမပြတ်ကြည့်နေတာကြည့်နေတဲ့အခါကျတော့ तू မဟုတ်တာလုပ်မယ်ဒုက္ခရောက်မဲ့ကိစ္စကိုကတားနိုင်တယ်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲကိုယ်စိတ်ကလေးကိုလည်းပဲဘာလုပ်အောင်တော့ဂယုစိုက်မယ်တတိနဲ့ကြည့်နေရမယ်ဒါပြောတာဟုတ်လားအဲ့တော့တကယ်လက်တွေ့ကောင်းအောင်လုပ်တယ်ဆိုတာအဲ့ဒီတတိပဋ္ဌာန်နီးနဲ့လုပ်ရတာနော်အဲ့ဒါမြတ်စွာဘုရားကိုစောတကတက်တယ်ကိုစုံစမ်းစစ်ဆေးတယ်ဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဟာတတိတရားနဲ့လုံခြုံလာတယ်တဲ့
သူကသူဂယုစိုက်တက်လာတယ်ပေါ့နော်အပြစ်ကင်းအောင်နေတတ်လာတယ်အမှားနဲ့အောင်နေတတ်လာတယ်အဲ့တော့ဘာဖြစ်တော့ဒုက္ခံဘိက္ခုဝိဟာဟိတိတယ်နော်အဲ့လိုတတိလေးနဲ့ကိုယ်စိတ်ကိုစောင့်ရှောက်နေတဲ့လူကိုယ်စိတ်လေးကိုဂယုစိုက်ပြီးတော့နေတဲ့လူဟာချမ်းသာလိမ့်မယ်တဲ့ဟောဘယ်ကနေဒီဒေသနာလေးအစဉ်အဆက်ကလေးနော်ဒီဒေသနာလေးဘလို့လေးသွားနေတယ်လဲဆိုတော့မြင်အောင်ကြည့်နော်ကိုစောရကတက်ပါကိုစုံစမ်းစစ်ဆေးပါဒါဆိုရင်အဲ့ဒီလူဟာကိုယ်စိတ်ကိုတတိနဲ့လုံခြုံအောင်စောင့်ရှောက်နိုင်လိမ့်မယ်စိတ်ကိုတတိနဲ့လုံခြုံအောင်စောင့်ရှောက်နိုင်ရင်ဒီလူချမ်းသာပြီတဲ့တူတူလေးနော်ဒေသနာလေးဘယ်လောက်ကောင်းတော့ဟုတ်လားဒါကြောင့်ကိုယ်အကြောင်းကိုဘာလို့အောင်တော့စဉ်းစားတဘာဝကြစဉ်းစားမဟုတ်သေးတာကိုမဟုတ်ဘူးလို့သိအောင်စဉ်းစားကိုယ်အကြောင်းကိုစဉ်းစားလို့မှန်မှန်ကန်ကန်သိရင်သိတဲ့လောက်သူများအကြောင်းကောင်းတဲ့ရတမင်တောင်ထုတ်เสียလို့မဟုတ်မအားပါဘူးငါဟာနဲ့ငါရှုပ်နေဟုတ်လားငါကိစ္စနဲ့ငါဘာလို့အလုပ်တွေများနေတယ်ရှုပ်တာတော့မဟုတ်ဘူးအရှုပ်တွေရှင်းမယ်ပေါ့နော်ငါကိစ္စနဲ့ငါကောင်းတဲ့မှာငါမအားဘူးကိုဘုံဘုံတော့သူများအကြောင်းဘာလို့ကောင်းနေထင်အားလို့ပေါ့ဒါပဲလေအာရလူတွေပြောကြရရှိတယ်အလကားရအလုပ်မရှိအကိုင်းမရှိကလေးကချေပြောကြရရှိရနော်တရားဓမ္မရှုတော့ကြည့်မယ်ဆိုရင်များသောပုထုဇဉ်တွေကဘာတွေတော့ကလေးကချေတွေကြီးပဲလေကောင်းတဲ့အလုပ်သိမရှိဘူးအလုပ်လက်ကိုင်းမရှိဘူးနော်လုံးမိလောက်ရလုပ်တယ်တွေ့ရအာယုံနဲ့နေတယ်သူများအကြောင်းကောင်းတဲ့တမင်ထဲ့တယ်မလို့အလိုပြည်နေဟုတ်လားဘာလို့တော့ကို့အတွက်ကိုအရေးပါတဲ့ကို့မှာအလုပ်နဲ့အကိုင်းနဲ့ဆိုတယ်လို့မျိုးအရေးပါတဲ့အလုပ်မှာမရှိပဲကိုဟုတ်လားဒါကြောင့်ကို့မှာရည်ရွယ်ချက်ရှိရမယ်မျှော်မှန်းချက်ရှိရမယ်ဘာလုပ်မယ်ငါဘာတွေလိုအပ်နေတယ်ဘာဖြစ်အောင်ဘယ်လိုလုပ်မယ်ဆိုတဲ့စိတ်ရှိရမယ်အဲ့လိုဆိုရင်ကို့အကြောင်းနဲ့ကို့မှာအလုပ်တွေရှိနေတဲ့အတွက်ကြောင့်သူများအကြောင်းကောင်းတဲ့လာစရာကြောင်းမရှိဘူးဒါလက်တွေ့စဉ်းစားမိတာတွေကိုဘုံဘုံပြောတာဟုတ်လားဒါကြောင့်နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့ဆေးဆိုင်မှာဆေးဝယ်တောက်စရာဆေးရတော့ရှိမှာမဟုတ်နော်ဒီတရားဒီဟူသောဆေးပဲရှိမှာနော်အဲ့ဒါဆေးနီးပေါင်းများစွာတည်းကဒီနေ့ဘယ်နှစ်နည်းပြောမယ်ပြောနှစ်နည်းပြောမယ်နော်ပထမတစ်နည်းနဲ့အချိန်ကတော်တော်ကုန်သွားတယ်ဟုတ်လားဒီနေ့တရားအလှူရှင်ဒကမာကြီးကဘုံရဲ့တဲ့မနေ့ကရှောက်တယ်လေတရားနာတဲ့လူတွေကိုငိုင်းသွားအောင်ဟောလိုက်စမ်းပါတယ်အဲ့တော့သူကတော့တရားကိုစဉ်းစားပြီးတော့တန်ဝေကတွေရပြီးတော့အဲ့ဒီသဘောမျိုးရည်ရွယ်တာဖြစ်မှာပေါ့နော်ဟုတ်လားအဲ့တော့ဘုံကတော့စဉ်းစားတာပေါ့ဘယ်လိုနည်းနဲ့များငိုင်းသွားမလဲတော့လည်းမသိဘူးပေါ့နော်ဟုတ်လားဒါပေမဲ့ကိုယ့်အတွက်အကျိုးရှိတဲ့အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်တော့လူတွေဟာစဉ်းစားမိကြတာပဲများပါတယ်ဟုတ်လားအဲ့တော့ဒါငိုင်းသွားအောင်ဟောရမယ်နေ့ကြတော့မှFacebook ကလိုင်းရပျောက်နေသေးတယ်ဟုတ်လားအချင်းအနေနဲ့နောက်ကြတယ်နော်အဲ့တော့နောက်ထပ်နီးတနည်းကြံသေးရနော်နောက်ထပ်နီးတနည်းမှတ်မိမလားစိတ်ကိုပြစ္ဆုတ်ပံမှာပဲနေနိုင်အောင်ကြိုးစားဖို့နော်နှလုံးစိမ်ဝမ်းငြိမ်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်နော်ဖြစ်ခဲ့ပြီးသားမရှိတော့တဲ့အတိတ်တွေနော်မရောက်သေးတဲ့မဖြစ်သေးတဲ့အနာဂတ်တွေကိုယ်စိတ်ကိုနော်မပြေးလွှားစေပဲနဲ့နော်အိန္ဒိယဒီပြစ္ဆုတ်ပံလေးမှာနော်ဒီအရှိတရားလေးမှာနော်စိတ်ကိုကပ်ပြီးတော့ထားနိုင်အောင်ကြိုးစားဖို့ဒီနည်းကတော့သူကအဆင့်အမြင့်ဆုံးနည်းလို့ဆိုခြင်းတယ်ပေါ့ဒီနည်းကိုအသုံးပြုမယ်ဆိုရင်စောတော်တုန်းကသူများအကြောင်းမစဉ်းစားဖို့ကိုယ်အကြောင်းကိုစဉ်းစားဖို့ဆိုတာတွေကဒီထဲမှာလာပြီးတော့အကျုံးဝင်သွားမယ်ပြစ္ဆုတ်ပံမှာနေတယ်ဆိုတာနော်တတိပဋ္ဌာန်နဲ့ကင်းပြီးတော့နေလို့မှမရပဲကိုပြစ္ဆုတ်ပံမှာနေဆိုတဲ့စကားလေးရဲ့အကျယ်ကတတိပဋ္ဌာန်ကိုပွားလို့ပြောတာ ਨੇ အတူတူပဲဟုတ်လားပြစ္ဆုတ်ပံမှာနေနိုင်မှဘုံဘုံတို့ရဲ့စိတ်တွေဟာငြိမ်းအေးမှုချမ်းသာမှုရှိမှာတဖြည်းဖြည်းနဲ့အတိညာအစဉ်တန်မြင့်လာပြီးတော့နောက်ဆုံးဒုက္ခကလွတ်နိုင်မှာပြစ္ဆုတ်ပံမှာမနေဘဲနဲ့အမှန်တရားကိုသိဖို့ထုံးစံမရှိဟုတ်လားဒါပေမဲ့ဘုံဘုံတို့စိတ်ကပြစ္ဆုတ်ပံမှာနေလားဆိုတော့မနေပါဘူးနော်အချိန်အများစုကဘယ်မှာပဲနေနေဒီစိတ်ကအတိတ်နဲ့အနာဂတ်မှာပဲနေနေတာနော်တကယ်တမ်းကအတိတ်ဆိုတာရှိတော့တာမဟုတ်ဒီမရှိတော့တာတွေကိုပဲဘုံကြီးတို့ဘုံဘုံတို့တွေကဘာလုပ်နေကြတော့စဉ်းစားရတယ်ခံစားရတယ်ပြောရရင်အတိတ်ဆိုတာကထုတ်ပြီးတော့ခံစားတဲ့ခံစားရမယ့်အရာတခုမဟုတ်ဘူးသင်္ကန်းစာယူရုံကလွဲလို့တကယ်တမ်းကဘာမှသိပြီးတော့အသုံးကျတော့တဲ့အရာမဟုတ်ဘူးသူရှိမှမရှိတော့ပဲဟိုငါဘာတွေလုပ်ခဲ့လို့ငါဘာတွေဖြစ်ခဲ့တာဆိုတာတော့စဉ်းစားသင့်တယ်ပေါ့နော်ဟုတ်လားဒါပေမဲ့ဘုံဘုံတော့အဲ့လိုစဉ်းစားတာလားအတိတ်ကိုဘယ်ဟုတ်မှာတော့မကြွားငါ့ကိုဘယ်လိုပြောခဲ့တာဘာဖြစ်ခဲ့တာတော့ကြည်နူးစရာတွေမကြည်နဲ့စရာတွေဒါတွေကိုတလဲစီတော့ဖော်ထုတ်ပြီးတော့စိတ်ကတော့ပင်ပန်းတာဆင်းရဲတာပူလောင်တာဟုတ်လားအဲ့လိုပဲမရောက်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကိုယ်စိတ်ကိုတော့လောင်အောင်ရှို့ကြတာတွေရောမရှိဘူးလားရှိရနော်အများကြီးကြိုတွေးပြီးတော့ပူနေကြတာပေါ့နော်ကိုဆိုတာကြတော့စင်လုံးကျော်
ကောင်းစေချင်တာကိုအဲ့တော့မကောင်းမင်းမကောင်းလေမလားစိုးရိမ်နေပေါ့နည်းနည်းလေးမှဟုတ်လားအဆင်မပြေတာလေးကမဖြစ်စေခြင်းတဲ့အခါကျတော့အနာဂတ်ကိုလုံးဝစင်လုံးချောစေခြင်းတယ်ဒါပေမဲ့ခက်တာကအနာဂတ်ဆိုတာလေကြိုးပြီးတော့ရောက်လို့ရတဲ့ကိစ္စလည်းမဟုတ်အဲ့တော့အနာဂတ်တွေဘုံဘုံတို့ပူတယ်ဆိုလို့ရှိရင်လည်းပဲတကယ်တမ်းလောက်ရမှာပါလေခုပြစ္ဆုတ်ပံမှာပဲနော်ကောင်းအောင်နော်အနာဂတ်အတွက်အဆင်ပြေအောင်အလုပ်လုပ်တာလေပြစ္ဆုတ်ပံမှာပဲလုပ်လို့ရတာအနာဂတ်တွေတကယ်စိတ်ပူတယ်ဆိုရင်လည်းပဲအဲ့ဒီအနာဂတ်မှာကောင်းအောင်ဘယ်နေရာကနေအထိုင်ချပြီးတော့ဘုံဘုံတို့ကလုပ်ရမှာတော့ပြစ္ဆုတ်ပံကနေအထိုင်ချပြီးတော့လုပ်ရမှာပြောရရင်အတိတ်ကိုရှင်းထုတ်ဖို့တဲ့အနာဂတ်ကိုရှင်းထုတ်ဖို့ကပိုခက်တယ်နော်အတိတ်ဆိုတာပြီးခဲ့ပြီဘာမှမရှိတော့ဘူးဆိုရင်စိတ်ကလွယ်လွယ်လေးလက်ခံတယ်ဟုတ်တယ်ဒါနဲ့ပတ်သက်ပြီးတော့အောင်းအပူစရာမလိုဘူးပေါ့နော်ဒါပေမဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြောဖို့ကြတော့တိတ်ပြီးတော့မလွယ်ဘူးကိုကမသိမချင်းနေရအောင်ပါလေဘဝမှာတကယ်လက်တွေ့ရလည်းပဲအနာဂတ်ကိုတကယ်ရင်ဆိုင်ရအောင်ပါဟုတ်လားအဲ့တော့ကိုရင်ဆိုင်အောင်မဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မတွေးနဲ့ဆိုလို့လက်ခံနိုင်ဖို့လွယ်မလားမလွယ်ဘူးနော်ဒါပေမဲ့ဘုံဘုံတို့တဘာဝကြကြစဉ်းစားရင်တော့ပူလောင်မှုပင်ပန်းမှုနဲ့တော့မစဉ်းစားသင့်ဘူးအနာဂတ်အတွက်တကယ်ပူတယ်တကယ်အလုပ်လုပ်ချင်တယ်အဆင်ပြေချင်တယ်ဆိုရင်လေပြစ္ဆုတ်ပံမှာပဲဘုံဘုံတို့လုပ်လို့ရတာဒါကိုနားလည်မယ်ဆိုလို့ရှိရင်အနာဂတ်ကိုကြိုတွေးနေတာတွေဟာပူလောင်နေတာတွေဟာအပူပဲဆိုတာကိုလည်းနားလည်နိုင်တယ်ပေါ့ဟုတ်လားဒါပေမဲ့ခက်တာကဘုံဘုံတို့ပုထုဇဉ်တွေဟာဒီအတိတ်နဲ့အနာဂတ်ကိုပဲတွေးပြီးတော့ပူလောင်နေကြတာပင်ပန်းနေကြတာလူတွေလည်းပူရုပ်ပန်းရုပ်တွေပေါက်နေတာအဲ့ဒါကြောင့်ပေါက်နေဟုတ်လားဘုံဘုံကဗာလေးပြောဖို့စဉ်းစားမိလဲဆိုတော့ခဏခဏဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောနေကြနော်အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါဗာလဲဆိုတော့တေမိယဇတ်နော်ဘုရားလောင်းတေမိယမင်းသားလေးကနော်ငယ်ငယ်ရွယ်ရွယ်နဲ့ရှင်မရင်မလုပ်ချင်လို့ရသေးဝက်သွားတာလေအလုံးသိတယ်ဟုတ်လားအဲ့ဒါဒီဖေနဲ့မေရင်နဲ့ကနောက်တော့သိတဲ့အခါကျတော့သားရှိရတော်တဲ့ကိုလိုက်သွားဟိုကြောင့်တော်ကြီးမြင်မြင်ထဲမှာတယောက်ထဲနေစားတော့လည်းပဲဘယ်သူမှချက်ပြုတ်ကျွေးတဲ့လူလည်းရှိတာမဟုတ်ဘာမှချက်ပြုတ်စားကြလည်းရှိတာမဟုတ်ဒီသိရွက်ပဲပြုတ်ပြီးတော့စားတာအဲ့ဒါသားဖြစ်တဲ့လူကဒီဖခင်ရောက်လာတဲ့အခါကျတော့သူ့မှာရှိတဲ့ဒီသိရွက်ပြုတ်ကိုပဲတည်တာပေါ့အဲ့တော့ဖခင်ကြီးကမင်းကြီးကဒီသိရွက်ပြုတ်ကိုဘယ်စားနိုင်မလို့အဲ့ဒါလက်ဖွားပေါ်တင်ပြီးတော့နောက်လှည့်ပြီးတော့ပြတယ်မိဖုရားတွေစစ်တီတွေအကုန်လုံးပေါ့နော်ကြည်တန်တန်ငါသားစားတဲ့အစားစားတယ်အဲ့လိုပြောရင်းနဲ့ဒီအစားအစာကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာနော်မေးကျင်တာလေးတစ်ခုပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့တောထဲမှာတယောက်တည်းနေပြီးတော့အလွန်ကြမ်းတမ်းတဲ့ဒီအစားအစာကိုစားပြီးတော့သူ့ရဲ့ရုပ်ရည်ကိုကြည့်လိုက်တဲ့အခါကျတော့အလွန်မှကြည်လင်တန့်ရှင်းပြီးတော့နော်ရုပ်ကဝင်းနေတယ်ပေါ့နော်ဝင်းဣနေတယ်ကြည်လင်းနေတယ်မြင်ရတာကိုအလွန်မှကိုစိတ်ကိုချမ်းသာစေတယ်အေးချမ်းစေတယ်အဲ့ဒါကြောင့်မလို့မေးတာမင်းကြီးကနော်အရှင်သာဒီလိုကြမ်းတမ်းတဲ့အစားအစာကိုစားပြီးတော့တောထဲမှာတယောက်တည်းနေရပါလှဲ့ကင်တယ်ဘယ်နဲ့ကြောင့်ရုပ်ရည်အစဉ်ဟာဒီလောက်ကြည်လင်တန့်ရှင်းနေရတာတော့အဲ့တော့ဘုရားလောင်းပြန်ပြောတဲ့စကားလေးဒါလောကလူသားတွေအနေနဲ့အလွန်မှတော့စဉ်းစားတရားလည်းကောင်းတဲ့အဝင်ဝင်ညာလည်းဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်သူဘာပြောတော့ဆိုတော့အတိတနာနုသောစာမိနဗ္ဗဇပါမိအနာဂတံပိစုပ္ပန္နေနယာပေမိတေနဝန္နောပတိရတိမင်းကြီးတဲ့ငါရဲ့မျက်နှာရုပ်အဆင်းဘာလို့ကြည်လင်တန့်ရှင်းနေရလဲဆိုလို့ရှိရင်အတိတနာနုသောစာမိတဲ့ငါဖြစ်ခဲ့ပြီးသားမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ငါစိတ်ထဲမှာပူလောင်နေပင်ပန်းနေဆင်းရဲတယ်ဆိုတာဘာမှမရှိဘူးတဲ့အတိတ်ကို तू မရှိတော့ဘူးလို့ပြီးဝဝနားလေလို့ဒီအတိတ်ကိုသူ့စိတ်ထဲကနေရှင်းထုတ်ထားနိုင်တယ်ဟုတ်လားနဗ္ဗဇပါမိအနာဂတံအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲငါဘာတွေဖြစ်ချင်လိုက်တာဘာတွေများဖြစ်မှလေလဲဆိုတဲ့ကြောက်ကြမှုတောင့်တမှုတွေငါမှဘာမှမရှိဘူးတဲ့ပူလောင်ပင်ပန်းတာမရှိဘူးအတိတ်ကလည်းသူ့ကိုမနှိမ့်ဆက်ဘူးအနာဂတ်ကလည်းသူ့ကိုမနှိမ့်ဆက်ဘူးဘောင်းဆိုသူကစိတ်ထဲကိုသူမထည့်ဘူးဟုတ်လားပိစုပ္ပန္နေနယာပေမိတယ်အခုလောလောဆယ်ပိစုပ္ပန်အခြေအနေလေးနဲ့ငါမျှတတယ်တဲ့အဲ့ဒီစကားလုံးလေးကိုဘုံဘုံကအလွန်မှသဘောကျတယ်နားတယ်လေစွဲသေးခြင်းနဲ့ပေါ့နော်ပိစုပ္ပန္နေနယာပေမိအခုဖြစ်နေတာလေးနဲ့စိတ်ကမျှတတယ်တဲ့ဟုတ်လားများသောအားဖြင့်ဘုံဘုံတို့ကလောလောဆယ်ဖြစ်နေတာနဲ့မမျှတတဲ့အချိန်မှာစိတ်တွေဆင်းရဲကြတာပေါ့နော်ဟုတ်လားတေနဝန္နောပတိတတိအဲ့ဒါကြောင့်မလို့ငါရဲ့မျက်နှာလေးကကြည်လင်တန့်ရှင်းနေတာဒါလေးကိုမှတ်ရမယ်နော်အတိတ်ကိုလည်းပဲနော်ပူလောင်အောင်သူ့စိတ်ထဲမှာထည့်မထားဘူးနော်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းဘာမှစိုးရင်ကြောက်ကြမှုတောင့်တမှုမရှိဘူးအခုလောလောဆယ်ဖြစ်နေတဲ့ပိစုပ္ပန်လေးနဲ့လည်းသူဟာမျှတတယ်အဆင်ပြေတယ်တဲ့အဲ့ဒါကြောင့်မလို့သူ့ရဲ့မျက်နှာလေးကကြည်လင်တန့်ရှင်းနေတာ
ဆက်ပြီးတော့သူကလောကလူသားတွေရဲ့အပေါ်မှာဝေဖန်ပြသေးတယ်အနာဂတပါဇက်ပါယအတိတတနုသောစနာဣဒေနာဘာလသုတ်တန်တိနလောဝဟရိတောလူတော်လူအများစုကတော့အဲ့လိုမဟုတ်ဘူးတဲ့နော်အနာဂတပါဇက်ပါယတဲ့ရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အမျိုးမျိုးစိတ်ကူးတွေနဲ့နော်တောင့်တနေကြတာကြောက်ကြနေကြတာပူပန်းနေကြတာစိုးရိမ်ကြတာတွေရှိတယ်တဲ့အတိတတနုသောစနာပို့ပြီးတော့မိုက်မဲတာတော့ဘာမှမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့လေသူတို့စိတ်ထဲမှာဝန်တို့အမူကြီးတစ်ခုအနေနဲ့ထမ်းရွက်နေကြတယ်ပူလောင်နေကြတယ်ပင်ပန်းနေကြတယ်အဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့နော်နလောဝဟရိတောလူတော်တယ်နော်ရိပ်ဖြတ်ထားတဲ့ဆွဲနှုတ်ထားတဲ့နော်မြက်ပင်လေးများလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာရုပ်အဆင်းဟာညှိုးနွမ်းခြောက်သွေ့နေကြတယ်တဲ့စဉ်းစားကြည့်နော်သူပေးတဲ့ဥမာလေးဘုံဘုံတို့စိမ့်ဆိုနေတဲ့မြက်ပင်လေးတွေတစ်ပင်လေးတွေကိုဒဇင်နဲ့ရိပ်ဖြတ်လိုက်မယ်ဒါမှမဟုတ်ဆွဲပြတ်လိုက်မယ်ဆိုခဏနေဘာဖြစ်သွားညှိုးသွားဟုတ်လားအဲ့လိုပဲလူတွေရဲ့မျက်နှာလေးတွေလန်းလန်းဆန်းဆန်းကြည်ကြည်လင်းလင်းနော်တန်တန်ရှင်းရှင်းလေးမရှိတာဘာလို့တော့သူတို့ရဲ့စိတ်ကိုလောင်းနေလို့ပြောရရင်မျက်နှာဆိုတာစိတ်ရဲ့ပတွင်းပေါက်လေးလို့ဘုံဘုံကတော့ထင်တယ်ဟုတ်လားဒီမျက်နှာလေးကိုကြည့်ပြီးတော့နော်ချမ်းသာတဲ့စိတ်ဖြစ်နေလားဆင်းရဲတဲ့စိတ်ဖြစ်နေလားလို့ရေဘူးရသဘောကတော့ပြောလို့ရတယ်ဟုတ်လားအဲ့ဒါစိတ်ကဆင်းရဲနေပြီဆိုရင်မျက်နှာကြည်လင်းနိုင်မလားဘယ်ကြည်လင်းနိုင်မတော့ပင်ပန်းတယ်ပူလောင်တယ်ဟုတ်လားပင်ပန်းမှုပူလောင်မှုစိတ်ရဲ့ပင်ပန်းပူလောင်မှုတန်းကိုဒီရုပ်ဟာခံရတယ်အဲ့တော့ရိပ်ဖြတ်ထားတဲ့ဆွဲနှုတ်ထားတဲ့မျက်ပင်လေးများလို့တစ်ပင်လေးများလို့ညှိုးနွမ်းပြီးတော့နေကြတာတဲ့ဟုတ်လားဒါကြောင့်ဘုံမတို့ရဲ့စိတ်နှလုံးကိုအေးချမ်းခြင်းတယ်နော်ချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုပြစ္ဆုတ်ပံမှာနေနိုင်အောင်ကြိုးစားရမှာအဲ့တော့ဒီနေ့မှာအတိတ်ကိုရှင်းထုတ်ဖို့အနာဂတ်ကိုရှင်းထုတ်ဖို့အတိတ်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့နော်အစင်မလိုက်ဖို့မစွဲလန်းဖို့ဆိုလို့ရှိရင်နီလန်းလေးကစနစ်တကျသွားရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါကဘုံဘုံတို့ဟောထားတာလည်းရှိပါတယ်ကောင်းသောညဆိုတာအဲ့ဒါအကျေတဝံမယ်နော်အတိတနာနွာကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတ္တင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့ဘယ်နဲ့ကြောင့်တော့အတိတ်ဆိုတာမရှိတော့ပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အဲ့တော့ဒီစကားလေးထဲမှာစဉ်းစားတဲ့အများကြီးရှိတယ်အတိတ်ကိုအစင်မလိုက်ခြင်းမူအနာဂတ်ကိုအစင်မလိုက်ခြင်းမူအတိတ်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်မပူလောင်ခြင်းမူမပင်ပန်းခြင်းမူဆိုရင်နားလည်မှုရှိရမယ်အဲ့ဒါပါတော့အတိတ်ဆိုတာမရှိတော့ဘူးလို့နားလည်မှုရှိရမယ်အနာဂတ်ဆိုတာမရောက်သေးဘူးလို့နားလည်မှုရှိရမယ်အဲ့ဒီနားလည်မှုကအလွန်အဓိကကြတဲ့နားလည်မှုပဲဘုံဘုံတို့ကအတိတ်ကိုမရှိတော့ဘူးလို့မတွေးမိဘူးပေါ့နော်ရှိသေးတဲ့အောင်သိမ့်ပိုက်ထားတာပေါ့နော်ဆိုကြပါစို့စောစောကကိုလူတယောက်ကနော်မကောင်းတရားပြောလိုက်တယ်ဆိုရင်ကိုစိတ်တူတယ်ပေါ့နော်အကိုစိတ်တူနေတဲ့အချိန်မှာအဲ့ဒီပြောတဲ့အတန်ကတကယ်တမ်းရှိသေးသလားမရှိတော့ဘူးနော်စဉ်းစားကြည့်ဒါပေမဲ့ကိုကမရှိတော့မှပဲစိတ်ကတိုးနေတာနော်ဒါပေမဲ့အဲ့ဒါမရှိတော့ဘူးလို့ကိုယ်စိတ်ထဲမှာမစဉ်းစားမိဘူးပေါ့ဟုတ်လားဒီအတန်တွေကကြားရောင်နေတယ်ပေါ့ဒီလူရဲ့ပြောပုံဆိုပုံအမူအရာလည်းမျက်စိထဲမှာမြင်နေတယ်ဟုတ်လားအဲ့တော့စိတ်ကဘာလုပ်နေတော့ဆိုးပြီးစိတ်ကတိုးပြီးတခါတလေတွေးမိတွေ့ရစိတ်ဥတွေပေါက်ပြီးတော့ငကိုယ်တော့ကိုယ်ဘယ်သူကဘလို့တွေပြောတာကိုယ်ပေါ်ဘလို့ဆက်ဆံတာဟာအဲ့ဒီလူလောကကြီးမှာရှိတောင်မရှိတော့ဘူးတချို့ဆိုရင်ဒါပေမဲ့ကိုယ်စိတ်ကူးထဲမှာတော့ပုံဖော်နေတယ်ရှိနေသလိုလိုပုံဖော်ပြီးတော့စိတ်တွေဘာဖြစ်တော့အကုသိုလ်တွေဖြစ်ကြတာဟုတ်လားဒါကြောင့်အတိတ်ဆိုတာမရှိတော့ဘူးဆိုတာကိုပိုင်နိုင်ဘုံဘုံတို့နော်သိအောင်အလေးအကျင့်လုပ်ပေးရမယ်ဒီစိတ်ကိုအတိပေးထားမယ်ခုတင်လေးဖြစ်ခဲ့တာတော့မရှိတော့ဘူးနော်ခုတင်လေးဖြစ်ခဲ့တာတော့မရှိတော့ဘူးနော်စောစောကဖြစ်ခဲ့တာတွေကိုမပြောနဲ့ဒီစိတ်ကိုဘာလုပ်ပေးရမလဲသင်ပေးရမယ်အဲ့ဒါကိုမြင်အောင်လေ့ကျင့်ပေးရမယ်အဲ့ဒါကိုသိဘာမှမရှိတော့ဘူးအဲ့ဒါတွေကအများကြီးလွတ်လပ်နိုင်တယ်ပေါ့ဟုတ်လားအဲ့ဒါလိုပဲအနာဂတ်ဆိုတာလည်းမရောက်သေးဘူးနော်အကြောင်းတရားတွေကဘလို့လာမှမသိလို့အကြောင်းတရားတွေကဘလို့လုတ်ခဲ့မှမသိလို့အနာဂတ်ဆိုတာဘာမှလည်းမသိကြဘူးဒါအမှန်တရားပဲဘာတွေဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးဟုတ်လားဘာမလို့တော့အကြောင်းတရားကိုဘုံဘုံတို့စွန့်အောင်မသိလို့ဟုတ်တယ်မဟုတ်လားအဲ့ဒါလို့အနာဂတ်ဟာမရှိသေးဘူးမရောက်သေးဘူးအတိတ်ဟာမရှိတော့ဘူးလို့ပိုင်နိုင်သိလေအတိတ်နဲ့အနာဂတ်ကြောင့်ဒုက္ခရောက်ရတာနေလေပဲအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီဒေသနာမှာဒီအတိတ်နဲ့အနာဂတ်ကိုနော်ပြန်ရင်းနဲ့ကြံရင်းနဲ့မဆင်းရဲဖို့အတွက်တကယ်လက်တွေ့မှာဘလို့ကျင့်ရမလဲဆိုတာကိုနော်သတိပဋ္ဌာန်ဒေသနာကြီးရဲ့အကျေလိုလည်းပဲဘုမတို့စိတ်ထဲမှာခံစားရတဲ့ကာထာလေးအဲ့ဒီမှာပြောတယ်နော်ဘာပြောတော့အတိတနာနုသောအတိတနာနာကမိယနပတိကင်ခေအနာဂတံယရတိတံပေဟိနန္တအပတ္တင်္စအနာဂတံပ
ပိစုပန်နေစယောဓမ္မတထတထဝိပတ္တိဟောအခုလောလောဆယ်ဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါနော်ပိစုပန်နေစယောဓမ္မတထတထဝိပတ္တိအခုလောလောဆယ်ဖြစ်နေတာလေးကိုယ်ခန္ဓာမှာဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါအဲ့ဒါဆိုရင်အတ္တန်ဟိတံအတ္တန်ကုပ္ပံနော်ဒီစိတ်ကဒေါသနဲ့လည်းပျက်စီးမှာမဟုတ်ဘူးလောဘနဲ့လည်းပဲနော်ရင်မှုတွေ့တာနေမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီနီးနဲ့ဉာဏ်ရှိတဲ့လူဆိုတာနေရမယ်ထိုင်ရမယ်နော်တန်ဝိတော့မနုပြူဟဲ့ရေးဆိုအဲ့ပြောတာဟုတ်လားအဲ့တော့ပြောရင်ဒါပါလေဒါနီလန်းလေးပေါ့ဟုတ်လားစိတ်ချမ်းသာခြင်းတဲ့ဆိုလို့ရှိရင်အတိတ်နဲ့အနာဂတ်ကိုနော်ဘုံဘုံတို့တွေစိတ်တွေအမြဲတမ်းပြေးသွားနေတဲ့အလေးကျင့်စိုးကိုနော်ပြစ္ဆုတ်ပံမှာနေတဲ့အလေးကျင့်ကောင်းအလေးကျင့်အမှန်နဲ့ဘာလို့မတော့အစာထိုးရမယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဘုံဘုံတို့ကဘာကိုပြပြဝနားလည်ရမလို့ဆိုတော့တတိပဋ္ဌာန်ဒေသနာတတိပဋ္ဌာန်နီလန်းကိုပြပြဝနားလည်မှာဖြစ်လိမ့်မယ်နော်အခုကအချိန်ကစေ့သွားပြီဟုတ်လား45မိနစ်ရှိသွားနော်17နာရီတောင်ထိုးပြီနော်အဲ့တော့စောစောကလိုင်းရကတိကောက်ဖြစ်နေတာပြောရင်တာလေးတွေအပြေးလွှာပြောနေရတယ်ဒါပေမဲ့ဒီလောက်ပဲပြောမလို့စဉ်းစားထားတာပါပြောရတာအဆင်ပြေပါတယ်နော်အဲ့ဒါဘုန်းတို့အကုန်လုံးနေကုန်းချုပ်ကြည့်မယ်ဟုတ်လားနှလုံးစိတ်ဝမ်းငြိမ်းအေးဖို့စိတ်နှလုံးချမ်းသာဖို့အတွက်နော်မြတ်စွာဘုရားသင်ပြပေးခဲ့တဲ့နီလပေါင်းများစွာတဲ့ကဒီကနေ့နှစ်နီးဟုတ်လားပထမနီးကကိုယ်ကလွဲလို့ဘု து အကြောင်းမှခေါင်းထဲကိုမရောက်စေပဲနဲ့ကိုယ့်အတွက်အရေးအကြီးဆုံးဖြစ်တဲ့ကိုယ်အကြောင်းကိုပဲမှန်မှန်ကန်ကန်သိအောင်စဉ်းစားဖို့ဆင်ခြင်ဖို့ဟုတ်လားကိုယ်အကြောင်းကိုမှန်မှန်ကန်ကန်သိလို့ရှိရင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားရင်းနဲ့ကိုယ်စိတ်ကလေးလုံခြုံပြီးတော့ချမ်းသာမှုကိုရနိုင်တယ်ဟုတ်လားသူများအကြောင်းတွေကိုစဉ်းစားလို့ဖြစ်တဲ့ပူလောင်မှုပင်ပန်းမှုတွေကိုလည်းဖယ်ဖြောက်ပြီးသားဖြစ်သွားမယ်နော်အများကြီးသက်သာရနိုင်တယ်လို့ထင်ပါတယ်အဲ့ဒီအရာကိုလိုက်နာနိုင်ရင်တောင်ဟုတ်လားနောက်ဒုတိယနည်းရပါလေစိတ်ကိုပြစ္ဆုတ်ပံမှာထားနိုင်ဖို့ဟုတ်လားအတိတ်အနာဂတ်ကိုမရောက်စေဘဲနဲ့တတိပဋ္ဌာန်နီလန်းကိုအသုံးပြုပြီးတော့ပြစ္ဆုတ်ပံဖြစ်စေတဘာဝတရားလေးတွေရဲ့ပုံမှာစိတ်ကိုအမှန်ကန်သိအောင်လေ့ကျင့်နိုင်ဖို့ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့တော့လိုက်နာနိုင်ရင်လိုက်နာနိုင်သလောက်ကိုယ့်ရဲ့စိတ်နှလုံးဟာငြိမ်အေးမယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားရဲ့နော်ဆေးဝါးတွေနဲ့တူတဲ့မှန်ကန်တဲ့ဒီနီလန်းတွေကိုလိုက်နာကျင့်သုံးပြီးတော့နှလုံးစိတ်ဝမ်းငြိမ်အေးကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ပြုလို့အထောက်အသောကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းကဲဆုတောင်းကြမျှဝေကြအောင်နော်တခါကြီးဦးမြင့်ကျော်တို့မာကြီးတော်ချိုချိုဝင်းတို့လည်းပဲကိုပြုထားတဲ့ကုသိုလ်ကောင်းမှုလေးအာယုံပြုပြီးတော့နော်ရေသက်တုံချအမြတ်တမ်းပေးဝေတာလေးကိုလိုက်ဆိုကြပေါ့အားလုံးနော် line ပေါ်မှာရှိလိမ့်မယ်လို့ထင်ပါတယ်ဟုတ်လားဒါအားလုံးညီညာလိုက်ဆိုကြရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့သည်မဲ့ဉဏ်ဖို့ဉဏ်မျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအကြောင်းတရားဖြစ်ပါစေတည်းပြုလုပ်အထောက်အပ်သောကုသိုလ်ကောင်းမှုအစွစုတို့ဤအဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့ဟာ၎င်းကိုဆောင်နှင့်ကျောင်းဆောင်နှင့်သာသနာတော်ဆောင်နှင့်တကူအိဋ္ဌိပတ်နှင့်ဖြည့်စုံကြကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအစာထား၍30ပုံကျင်လီကုန်သောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသော
အမြအမြအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြအမြအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြအမြအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုထိုင်အလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရပြီလားမသေးရသေးဘူး